ဟေးမင်္ဂလာပါကပောင်မှာအနေရရှိဆုံးတတော်လို့ပြောလိုက်ရင်ဘယ်ကောင်းကိုရင်ပြေးမြင်လဲချင်းသိလားကြားလားမိချောင်းလားဒီကောင်နေတကောင်မှမဟုတ်ပါကပောင်မှာအနေရရှိဆုံးတတော်ကဟုတ်ပါတယ်ချင်းမှာကပောင်မှာလူပေါင်း9သိန်းကျော်ကနေ10သိန်းတိကဒီချင်းနေကြောင်းတည်ဆုံးနေကြရပါတယ်ငပြဘူးတည်ဆောင်လာတဲ့ချင်းတကောင်ကခမရရဲ့တွေးကြောလေးကိုပုံမွားတွေထည့်သွင်းပေးပြီးငပြကူးဆက်စေပါတယ်ငပြကူးဆက်တဲ့ချိန်ကနေ3ရက်အတွင်းနေမကောင်းစဖြစ်လာပါမယ်တစ်ပတ်ကနေတစ်ပတ်အတွင်းမှာတော့3ရင်ပြီးအဖျားပူဆိုးလာပါမယ်အလုံးပြင်းတဲ့နဲ့ငပြကတော့အချိန်မကူးလာနိုင်2ပတ်ကနေ3ပတ်အတွင်းတည်နိုင်ပါတယ်ဒါအပြင်ဒီချင်းတွေကတွေးလုံတုံကို yellow fever နဲ့စီကာဗိုင်းရပ်တို့ကိုလည်းတည်ဆောင်ပါတယ်ကောင်းသေးပြီမဲ့အတော်စိတ်ပြင်းတဲ့ကောင်းတွေပါဘလို့ပဲစိတ်ပြင်းပြင်းဒီချင်းတွေကိုစားတဲ့လူတွေလည်းရှိပါသေးတယ်ဒီကောင်လေးတွေအကင်မခံရအောင်တတိထားပါယေရှုတင်ပါတယ်